2025 Golden Point Knockout Yale DS နဲ့ Quanta နဲ့ပေါ့နော် Sporting ကလူငယ်နဲ့ဒါ Juventus ကလူငယ်ကစားသမားလေးနဲ့ Sporting ကလူငယ်လေးကလည်းဒါအသင်းအတွက်အကျိုးပြုတယ်လို့ဒီဘက်ကလည်းအသင်းအတွက်အကျိုးပြုတယ်ဒါပေမဲ့လည်းကျွန်တော်က DS ကပို့ပြီးတော့တည်နေလို့ခံစားရတယ်ကျွန်တော်က DS ကိုပို့ကြိုက်ပါတယ် DS ကိုရွေးချယ်ပါတယ်တစ်ဖက်မှာဆိုလို့ရှိရင်တော့ဒါ Euro နဲ့ Lewis Kelly နဲ့ဒီနေရာမှာကဗျာဘယ်သူမှတာရင်နိုင်လို့မပြောလို့ပဲမဲ့ product ခွင့်အရာရောပုံမှန်ခြေစွမ်းအရာရောဆိုလို့ရှိရင်တော့ Euro ကပို့တာတယ်လို့ဒါကျွန်တော်တို့ခံစားရတယ်ပေါ့နော်ကျွန်တော်ကတော့ Euro ပို့ကြိုက်ပါတယ် Euro ပဲရွေးချယ်ပါတယ်အောက်က Dre အနေနဲ့ဆိုလို့ရှိရင်တော့ဒါ Kovacic နဲ့ Hutchinson နဲ့ပေါ့နော်နှစ်သင်းလုံးကဒါစပိန်ခန်းစစ်အတွက်ကိုတကယ်ကိုလူငယ်သားမလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ Kovacic ကိုပို့ပြီးတော့သဘောကျတယ် passion အရာရောဒါမာထန်မှုရော pace အရာရောပေါ့နော်ဒီဘက်က address ဆိုလို့ရှိရင် SD ဘာနဲ့ Doreဒီနေရာမှာတော့ဘာမှထွေထွေပြောကြမရှိဘူးကျွန်တော်ကတော့ Dore ပဲရွေးချယ်ပါတယ် Dore နဲ့ Yo-Yo တစ်ဖက်မှာဆိုလို့ရှိရင် DS နဲ့ Kovacic တစ်ဖက်မှာဆိုလို့ရှိရင်ဒါ Kovacic ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါ Dore ပဲရွေးချယ်မယ်တကယ်လည်းပြိုင်တဲ့အခါမှာလည်းဒါဒီနှစ်ယောက်ပဲအဓိကပြိုင်ရမှာဖြစ်ပြီးတော့အဖြေကလည်းဒါငကိုရီးယားရှိပြီးသားပဲဗျာ Dore ပဲရတော့မှာဖြစ်ပြီးတော့ကျွန်တော်ရသည်ချင်တာဆိုလို့ရှိရင်တော့ကျွန်တော် Kovacic ရသည်ချင်တယ်ပေါ့နော်ဒီတော့ခင်ဗျားတို့ဘယ်လိုမျိုးမြင်လဲဘယ်လိုမျိုးထင်လဲဆိုတာကိုလည်းအောက်မှာ comment ခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်